مالكا رازقا عالما سميعا بصيرا سبوحا قدوسا رؤوفا رحيما حيا قيوما عزيزا قديرا ونشهد أن لا إله إلا الله وحده لا شريك له ونكبره تكبيرا ونعظمه تعظيما ونقدسه تقديسا ونسبحه تسبيحا ونشهد أن لا إله إلا الله وحده لا شريك له ونشهد أن سيدنا وسندنا وشفيعنا ومولانا محمدا عبده ورسوله ونبيه وحبيبه ونصلي ونسلم ونبارك على سيدنا محمد المصطفى وآله المجتبى وصحبه المرتضى أما بعد فقد قال الله تبارك وتعالى في القرآن المجيد والفرقان الحميد إنا أنزلناه في ليلة القدر وما أدراك ما ليلة القدر ليلة القدر خير من 1000 شهر تنزل الملائكة والروح فيها بإذن ربهم من كل أمر سلام هي حتى مطلع الفجر. Ascending Islam Dana when Mason about Allah Shinya Banaro ne Tenoru to be Ramzan Lamia ne Jomsum Gunyare. He Ramzan Lamia ma Tenoru to be Uda Saudi Yama Tarawi Pakaya. I didn't love it ever do. So we are going to be Allah Shinya, Maydorigu, Nagan Gejare, Allah Tana, Yarigu, shouting Gunyagaja. Allah Shinya, who Neamat did, who Tawfiq did. In it, Janarudri, Anya Musalman Duyakama, Jotani, Laylatul Qadr, Surek, Imdan Hinyala. Every Yalu, always with the general, the name of the second Yama, to these are now Tarawima Kadam Hades will never be Nijama Kadam, Lobe Sijare, Kuranu, Asomta, de la Walloke Sija. He like that to Qadr in a better biro, Allah Shinyaga, Surah the book Chabi Hare. Every surah name Google Surah Al-Qadr cheche. Aku jano pagere surah webde every surah gule aku nauzo dine nyama kadam dine ka mahabisa diga phake. Hi surah ma Allah Shinya ka thundare ayat do every ayat do ye adaibe He ayadori Sulu Jagu Majoge ma Quran Tiano Miyama Allah Shinyaga Quran Tiano Miyagu Hori Dunia Rasulullah Sallallahu Alaihi Wasallam the Kayazibu Chabira Nasa Dunija A China the Yeni Lulin Ludulu Chabi Every Quran Allah Shinyaga Burma Udo Hori Logama Wahi Jene Quran Jene Sabiro Chabi Gere Ayati Ikra Bismi Rabbi Suratul Alaq Suratul Alaq ma Ikra Bismi Surah The Ayat of Nava Every Ayat of Nava Rasulullah Sallallahu Alaihi Wasallam Burma Udo La Shinaga Chabi Gere Takano Ujala Wajiro Nava Erikana Ujala Wahiro Naba Gu Povyara Suratul Alaq Kana Uwahiro Gu Povyara Suratul Alaq Tira Kurama Gu Suratul Qadr Sadiro Jaro Tirin Dare Love our day about How do you Suratul Qadr Gu Baja
ဆူရာတုလ်အလတ်ရဲ့နောက်မှာတန်းပြီးတော့ကြတော့အလ္လာဟ်ရှင်ကကုရ်အာန်ကိုစူးပွဲတဲ့နေရာမှာတဆူရာပြီးတဆူရာချိတ်ပေးထားတာဟောဒီလိုင်လာတုလ်ကဒ်ညမှာကုရ်အာန်တအုပ်လုံးကိုအလ္လာဟ်ကချပေးတယ်အင်နာအန်ဇလ်နာဟူဖီလိုင်လာတုလ်ကဒ်မဟုတ်တာအလ္လာဟ်ရှင်ကအဲ့ဒီကုရ်အာန်ကျမ်းတော်မြတ်ကိုဟောဒီလိုင်လာတုလ်ကဒ်မှာငါရှင်ကချပေးခဲ့တာဘယ်ကနေဘယ်ကိုချပေးတာလို့ကြပြိုင်နဲ့ချလောဝေမဟာဖုစ်မှာအလ္လာဟ်ရှင်ကကုရ်အာန်တအုပ်လုံးကိုမှတ်တမ်းတင်ထားတယ်အဲ့ဒီမှတ်တမ်းတင်ထားတဲ့လောဝေမဟာဖုစ်မှာမှတ်တမ်းတင်ထားတဲ့ကုရ်အာန်အဲ့ဒီကုရ်အာန်ကိုသမားရဲ့ဒုမြကျွန်တော်တို့နဲ့အနည်းဆုံးကောင်းတယ်ဟိုအပေါ်ကနေပြန်ပြီးတော့ဒီတို့တဲ့ဆိုရင်တက္ကမမြောက်ကောင်းတယ်ကျွန်တော်တို့နဲ့အနည်းဆုံးကောင်းတယ်အဲ့ဒီကောင်းတယ်မှာဘိုင်တုလ်အဇ္ဇာလို့ခေါ်တယ်ဗိမာန်တော်တစ်ခုရှိအဲ့ဒီဗိမာန်တော်ဒီကိုအလ္လာဟ်ရှင်ကလောဝေမာဖုစ်မှာမှတ်တမ်းတင်ထားတဲ့ကုရ်အာန်တအုပ်လုံးကိုဒီတိုင်းနဲ့ချပေးတယ်ပြောနေတာကဘာလဲဆိုတော့ကုရ်အာန်တအုပ်လုံးကိုချပေးထားတဲ့လိုင်လာတုလ်ကဒ်လိုင်လာတုလ်ကဒ်ညမှာကုရ်အာန်တအုပ်လုံးကိုချပေးတယ်အဲ့ဒီကုရ်အာန်တအုပ်လုံးကိုချပေးတယ်ဆိုတဲ့ဆူရာနဲ့ဆူရာတုလ်အလတ်မှာတမန်တော်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်ကခင်စီကိုဒုနီယာဟောဒီဒုနီယာမှာပထမဦးဆုံးချပေးခဲ့တယ်အစ္စလာမ်နဲ့စထားတဲ့ကနဦးဝဟီတော်ကိုတစ်ခုနဲ့တစ်ခုချိန်ပြီးတော့ဆူရာတစ်ခုနဲ့တစ်ခုချိန်ကြတာဒါကပနာမအနေနဲ့ကုရ်အာန်ရဲ့အစီအစဉ်ကိုဒါပြောပြတာအခုကျွန်တော်တင်တာကတော့အခုဆူရာဒီဆူရာမှာအလ္လာဟ်ရှင်ကအင်နာအန်ဇလ်နာဟူဖီလိုင်လာတုလ်ကဒ်ပရမဥသောသုံးထားတဲ့စကားလုံးကအင်နာမုတ်ချဧကငါအလ္လာဟ်ရှင်ရဲ့ဟာအန်ဇလ်နာဟူအဲ့ဒီကုရ်အာန်ကိုငါရှင်ကတပြိုင်နဲ့ချပေးတာဖီလိုင်လာတုလ်ကဒ်လိုင်လာတုလ်ကဒ်မြင့်မြတ်လာတော့တကယ်တော့အလ္လာဟ်ရှင်ကမုတ်ချဆိုတဲ့စကားလုံးသုံးရမလို့ဘူးဟာရှင်ကဒီကုရ်အာန်ကိုလိုင်လာတုလ်ကဒ်မှာချပေးတာလည်းပြောရတယ်အလ္လာဟ်ရှင်ကိုယုံကြည်တဲ့အီမန်ရှင်တွေကဒါအလ္လာဟ်ပြောတာကိုယုံကြည်ကြတာလူတယောက်ကနင်းတယ်ဘုံဘုံတန်တရားဝင်နေတယ်အကြောင်းတစ်ခုကိုပြောတယ်ကျွန်တော်ကသတင်းတစ်ခုကိုပေးတယ်အဲ့ဒီပေးတဲ့သတင်းကိုတန်တရားဝင်နေဖြစ်စေဘုံဘုံလက်မခံငင်းဆန်နေဖြစ်စေအဲ့ဒီအခါကျမှမုတ်ချဧကံဆိုတဲ့လေးနဲ့တဲ့စကားလုံးကိုထည့်သုံးပါတယ်ဒါစကားလုံးအသုံးလုံးညာအခုအလ္လာဟ်ရှင်ကဘသူတွေကအလ္လာဟ်ရဲ့ဒီမိတ်သားတဲ့ကိုနင်းဆန်နေလို့အင်နာဆိုတဲ့မုတ်ချဧကံဆိုတဲ့စကားလုံးကိုထည့်သုံးထားတာလေဆိုတဲ့မေကွန်းအဲ့ဒီမေကွန်းရဲ့အဖြေကဒီနေ့ကုရ်အာန်ကျမ်းတော်မြတ်ဟာအလ္လာဟ်ရှင်မြတ်ရဲ့နောက်ဆုံးကျမ်းဂန်ဖြစ်တယ်ရဆူလလာဆလ္လာလာဟူအလိုင်ဝါဆလမ်တခင်ဟာအလ္လာဟ်စေလွတ်ခဲ့တဲ့တမန်တော်တွေထဲမှာနောက်ဆုံးတမန်တော်ဖြစ်တယ်တမန်တော်ရဲ့နောက်ထပ်တမန်တော်ဆိုတာလာရမရှိတော့ဘူးခါသမုလ်အန်ဘီယာဝလ်မုရ်ဆလီနဗီအာလုံးရဆူလ်အာလုံးရဲ့အချုပ်ဒီရဆူလလာဆလ္လာလာဟူအလိုင်ဝါဆလမ်တခင်ဖြစ်တယ်ကုရ်အာန်ဟာလည်းပဲကိုတမန်မြတ်ကြီးရဲ့ပေါ်မှာချပေးလိုက်ပြီးကုရ်အာန်ရဲ့နောက်မှာထပ်ပြီးလာပြန်ကျမ်းလာမရှိတော့ဘူးအဲ့ဒီလိုမြင်ရတဲ့ကုရ်အာန်အဲ့ဒီကုရ်အာန်ကိုလောဝေမဟာဖုစ်အခုချပေးနေတာကလောဝေမဟာဖုစ်ကနေပြီးတော့ဘိုင်ဘယ်အင်ဇာကိုချပေးနေတာလောဝေမဟာဖုစ်ဆိုတာကလည်းပဲကျွန်တော်တို့ရဲ့မမြင်ကြရအရာမှရှိတယ်သမိုင်းဒုနီယာမှာရှိတဲ့ဘိုင်ဘယ်အင်ဇာဆိုတာကလည်းပဲကျွန်တော်တို့ရဲ့မမြင်ကြရအရာမှရှိတယ်
မမြင်ကွယ်ရအရမှာအရက်တစ်ခုကနေနေရာတစ်ခုကနေနောက်နေရာတစ်ခုကိုအလ္လာဟ်ရှင်မြတ်ကကုရ်အာန်ကိုချပေးနေတယ်ဘယ်ညမှာချပေးနေတာလဲလိုင်လာတုလ်ကဒ်ညမှာချပေးနေတာအဲ့ဒီမမြင်တဲ့အရာလောကမှာလူပေါင်းမြောက်များစွာရှိတယ်ရဆူလလာဆလ္လာလာဟ်အလိုင်ဝါဆလမ်တခင်ရဲ့လက်ထက်ကြရမှာတဲ့ကရဆူလ်ကိုယုံကြည်တဲ့အီမန်ရှင်ကုရ်အာန်ကိုယုံကြည်တဲ့အီမန်ရှင်ရှိလို့ကုရ်အာန်ကိုမယုံကြည်တော့ရဆူလ်ကိုညှင်းဆန်တော့ကာဖီရ်မိစ္ဆာဒိဋ္ဌိတွေလည်းရှိတယ်အဲ့ဒီကာဖီရ်မိစ္ဆာဒိဋ္ဌိတွေကကြိုက်တဲ့လောက်ကုရ်အာန်ကိုညှင်းနေပြီစေအဲ့ဒီကာဖီရ်တွေကတမန်တော်ကိုကြိုက်တဲ့လောက်ညှင်းနေပြီစေအဲ့ဒီကာဖီရ်တွေသိထားရမှာကငါအလ္လာဟ်ရှင်မြတ်ကရဆူလလာဆလ္လာလာဟူအလိုင်ဝါဆလမ်တခင်ရဲ့စီကိုကုရ်အာန်ချမပေးခင်ကြတဲ့က23နှစ်တာအတွင်းတစ်ချိန်အချိန်နဲ့တည်းချမပေးခင်ကြတဲ့ကူကနံပါတ်1ဒီကုရ်အာန်ကိုငါလာရှင်ကလောင်မာဘုရားမှတ်တမ်းတင်ထားပြီးပြီအဲ့ဒီမှတ်တမ်းတင်ထားတဲ့ကုရ်အာန်ကိုထပ်ပြီးတော့ဘိုင်ဘယ်အစ္စလာမ်မှာငါလာရှင်ကတပြိုင်နဲ့ချပေးလိုက်ပြီဘယ်လိုညမှာတော့လိုင်လာတုလ်ကဒ်ညမှာချပေးတာမင်းတို့ယုံကြည်ဖြစ်စေမယုံကြည်ဖြစ်စေသေချာပေါ့ငါလာရှင်ကတော့အဲ့ဒီလိုချတယ်ဘိုင်ဘယ်အစ္စလာမ်ကိုချပေးပြီးတဲ့နောက်မှတမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်တခင်ကိုနောက်ဆုံးနဗီအဖြစ်နဲ့ရွေးကောက်ပြီးငါရှင်မြတ်ကကမ္ဘာလူသားတို့တရားလုံးရဲ့တမန်တော်အဖြစ်စေလွတ်တမတ်စေလွတ်ပြီးတဲ့အခါမှာဆူရာအစ်ကရာဆူရာတုလ်အလတ်မှာပါတဲ့အစ်ကရာကိုစတာဒီသဘောကိုပြောတယ်လို့အင်နာဆိုတဲ့စကားလုံးကိုသုံးတာသိတယ်နောက်တစ်ခုကဖီလိုင်လာတုလ်ကဒ်လိုင်လာတုလ်ကဒ်ဆိုတာဘာလို့ကျွန်တော်တို့သတ္တရေမှာမူအတိတ်ပဲခုရနံပါတ်1အတိတ်ပဲကရှရ်ဖ်လိုင်လာတုလ်ကဒ်ဆိုတာကလိုင်လာတုလ်ရှရ်ဖ်အင်မတန်မြင့်မြတ်တဲ့ညကိုခေါ်တယ်အလေးအမြတ်ထားရမယ်ညကာရဝတရားထားရမယ်ညအဲ့ဒီညကိုလိုင်လာတုလ်ကဒ်လို့ခေါ်တယ်ဝမာကဒရုလ္လာဟဟက်ကကဒရီအလ္လာဟ်ကိုဘလို့အလေးအမြတ်ထားရမလဲအဲ့ဒီလိုအလေးအမြတ်သူတို့တွေမထားကြဘူးဒီအာယမှာလည်းကဒ်ရဲဆိုတဲ့စကားလုံးကိုသုံးတာဟက်ကကဒရီဆိုတာကအလေးအမြတ်ထားခြင်းမုံမြတ်ခြင်းအခုလိုင်လာတုလ်ကဒ်ကိုလိုင်လာတုလ်ကဒ်လို့ခေါ်တာကအားလုံးကဝိုင်းပြီးအလေးအမြတ်ထားရမယ်ညကေယာမတ်နဲ့ဒီညကိုအလေးအမြတ်ထားရမယ်ဒါကြောင့်ဒီညကိုလိုင်လာတုလ်ကဒ်လို့ခေါ်တယ်အဲ့ဒီအလေးအမြတ်ကဘာလုံးကကေယာမတ်နဲ့ဒီပေါက်ဖွာလာမယ်ကဘာလူသားတို့တရားလို့ဖရစ်တာအားလုံးဒီလောကမှာရှိနေတဲ့သူတွေအားလုံးကဝိုင်းပြီးတော့ကဒ်အလေးအမြတ်ထားရမယ်ညအဲ့ဒီညမှာငါအရှင်မြတ်ကကုရ်အာန်ကိုချပေးထားတာအဲ့တော့လိုင်လာတုလ်ကဒ်အလေးအမြတ်ထားရမယ်ညတစ်ချက်နောက်တစ်ခုကကဒ်ရဲ့ဒုတိယအဓိပ္ပာယ်ကသဘတီရ်သတ်မှတ်ခြင်းကျွန်တော်တို့ပြောနေတယ်တက္ဒီလို့ပြောနေတယ်မဟုတ်လားကဒ်ရဲ့ဒုတိယအဓိပ္ပာယ်ကတက္ဒီဆိုတဲ့အဓိပ္ပာယ်တွေရအဲ့ဒီအဓိပ္ပာယ်ရဆိုရင်လိုင်လာတုလ်ကဒ်ဆိုတာကတက္ဒီလူသားတွေရဲ့အရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကြတော့သတ်မှတ်တဲ့ညကျွန်တော်တို့ရှပ်ဘေဘရာတ်မှာရပါရကရှပ်ဘေဘရာတ်ကိုအခုနောက်ပိုင်းတော့မလုပ်ကြတော့ဘူးရှင်းရင်တော့ကျွန်တော်တို့ခန့်နေကြရရှပ်ဘေဘရာတ်တို့ဘာလို့ရောက်လာရှပ်ဘေဘရာတ်ညမှာလည်းပြန်နေလုပ်ကြအဲ့ဒီမှာရှပ်ဘေဘရာတ်ရဲ့မြင်မြတ်မှုကိုပြောရင်းရှပ်ဘေဘရာတ်ညမှာအလ္လာဟ်ရှင်မြတ်ကတဏှတာနဲ့ပတ်သက်တဲ့ကိစ္စအရာတွေကိုဆုံးဖြတ်ထားတဲ့ဆုံးဖြတ်ချက်တွေကိုပရိစ္ဆာတွေကိုအသိပေးတယ်ဆိုတာပြောထားတာအဲ့ဒါလည်းပဲတက္ကီသတ်မှတ်တဲ့ညလား
ပြောနေတာကလိုင်လာတုလ်ဘရာအတ်ကလည်းပဲတက္ဘီရလုပ်တဲ့ညအခုဒီစူရာမှာဒီအာယတ်မှာလိုင်လာတုလ်ကဒ်ကလည်းပဲတက္ဘီရရဲ့ညလို့သုံးတာလေအဲ့ဒါပါလေညာတော့ပြီကျွန်တော်တို့တွေသိထားတာကလိုင်လာတုလ်ဘရာအတ်ညမှာရိုဇီတွေနဲ့ပတ်သက်ပြီးသတ်မှတ်ပေးတဲ့ဒီနေ့မှာဘသူတွေရှင်းမယ်ဘသူတွေမွေးမယ်ဘသူတွေသိမယ်ဘသူတွေဒုက္ခရောက်မယ်ဘယ်နေရာမှာဘာတွေဖြစ်မယ်လို့အလ္လာဟ်ရှင်မြတ်ကသတ်မှတ်တယ်လို့ဘရာအတ်ညမှာကျွန်တော်တို့အဲ့လိုလုပ်တယ်လို့သိထားတယ်အခုလိုင်လာတုလ်ကဒ်မှာလည်းအလ္လာဟ်ကအဲ့လိုလုပ်တယ်သူ့ရဲ့သဘောကိုHazrat Shah Abdul Aziz Muhaddis Dehlawi rahmatullah alayhi ကျွန်တော်တို့အိန္ဒိယပါကစ္စတန်ဘင်္ဂလားဒေ့ရှ်မြန်မာပြည်စတဲ့ဒေဝဘာကျောင်းသားနေပြီးတော့စင်မွားလာတဲ့ကျောင်းတွေအားလုံးအဲ့ဒီကျောင်းတွေအားလုံးကမော်လီပြီးတဲ့အခါမှာHadith ကိုစနတ်ဝင်ဆက်ချိတ်တဲ့အခါမှာတမန်တော်ဒီချိတ်ရတယ်အဲ့ဒီတမန်တော်ဒီချိတ်တဲ့အခါမှာအိန္ဒိယရဲ့ပထမဦးဆုံးပြည်သက်က Hazrat Shah Waliullah Hazrat Shah Waliullah ရဲ့သားက Hazrat Shah Abdul Aziz Muhaddis Dehlawi အဲ့ဒီကျွန်တော်တို့မော်လဝီတွေစနတ်ဆက်တဲ့အခါမှာသူမပိုင်မသိဘူးအဲ့တော့ကျွန်တော်တို့အားလုံးကအလေးမြတ်ထားတဲ့ပညာရှင်ကြီးHazrat Shah Abdul Aziz Muhaddis Dehlawi rahmatullah alayhi တင်ဆက်တာ Tafsir Azizi မှာဘယ်လိုရှင်းပြထားတယ်ဆိုတော့လိုင်လာတုလ်ဘရာအတ်ရှဘီဘရာအတ်မှာအလ္လာဟ်ရှင်မြတ်ကသတ်ဒီသတ်မှတ်တယ်ဆိုတာကတဏိတာနဲ့ပတ်သက်ပြီးတော့ကြတော့သတ်မှတ်တယ်ဆိုတာကအဲ့ဒီလောင်ဝင်မဟာဘုရားကနေပြီးတော့ဘယ်ကိုလို့ကျွန်တော်တို့ခုနကပြောတဲ့ဘိုင်တုလ်အဇ္ဇာကိုဒီသတ်မှတ်ထားတဲ့အရာတွေကိုယူပြီးတော့ကျွန်တော်ခရစ်စတာတွေကိုပို့ခိုင်းတယ်အဲ့ဒီကနေမှဟောဒီလောကသတ်မှတ်ထားတဲ့သတ်မှတ်ချက်တွေအလုံးကိုခရစ်စတာတွေကိုယူခိုင်းပြီးတော့ Hazrat Jibril alayhi salatu wa salam တကယ်ဥဆောင်တဲ့ခရစ်စတာတွေကိုယူခိုင်းပြီးတော့တကဘာလုံးကိုဒီအာကာမီဒီတက္ကသမတ်တဲ့အလုံးကိုယူဆောင်ပြီးတော့လက်အဲ့ဒီလက်လာဒီညပြောနေတာကသတ်မှတ်ထားတဲ့သတ်မှတ်ချက်အလ္လာဟ်ကအဇလ်မာကလေးကသတ်မှတ်ပြီးတာအဲ့ဒီသတ်မှတ်ထားတဲ့သတ်မှတ်ကိုတစ်နှစ်နဲ့တစ်နှစ်ခွဲပြီးတော့ဒီနှစ်မှာဗာလေသတ်မှတ်ထားတယ်ဆိုတာကိုပရိသတ်တွေကိုလိုင်လာတုလ်ဘရာအတ်မှာခေါ်ပြီးတော့အတိပေးပြီးတော့လော်မာဘုတ်မှာသတ်မှတ်ထားတဲ့အရာကိုဘိုင်ဘယ်အစ္စလာမ်မှာရွှေ့ခိုင်းတယ်အဲ့ဒီသားတွေမှာဟောဒီလောကကိုစက်ပြီးတည်ခိုင်းတာကဒီညလိုင်လာတုလ်ကဒ်ရဆိုတဲ့ညဒါကြောင့်တက္ဘီရကိုသေဆောင်လာတဲ့ညဖြစ်တဲ့အတွက်ဒီညကိုလိုင်လာတုလ်ကဒ်ရလို့ခေါ်တယ်လို့လည်းတဖ်ဆီရ်ပညာရှင်တွေကဖွင့်ဆိုထားကြတယ်တက္ဘီရရဲ့ညလို့ပဲပြောအားလုံးကဝိုင်းပြီးတော့အလေးနဲ့ထားရမယ်ညလို့ပဲဖွင့်ဆိုမမဘူးတက္ဘီရသမတ်ထားတဲ့ညအားလုံးကိုသေးလာတဲ့ညအဲ့ဒီညအင်တာမြင့်မြတ်ပြီးသားပဲအဲ့ဒီညကဘလို့ညမျိုးလဲဒီညရဲ့ထွန်းမြတ်မှုအဲ့ဒီညရဲ့ထွန်းမြတ်မှုကိုသိစေတယ်လို့အလ္လာဟ်ရှင်ကတမန်တော်ကိုဓာတ်ရိုက်ခေသွားလို့ပြီးတော့မေးတယ်ဝမာအဒရာကမာလိုင်လာတုလ်ကဒ်ဟဲ့တမန်တော်မင်းလိုင်လာတုလ်ကဒ်ဆိုတာဘာလဲသိလားလူတယောက်ကိုမေးတဲ့နေရာမှာစာမွေးစစ်တဲ့သူရဲ့ကျက်နဲ့မေးတာရှိတယ်နောက်တစ်ခုကသူပြောတဲ့စကားရဲ့ရှင်းဆက်ပြောတဲ့သတင်းအဲ့ဒီသတင်းရဲ့အလေးအနက်အရေးကြီးမှုကိုပေါ်ဆောင်နေတဲ့အနေနဲ့စကားပလင်ခံတဲ့အနေနဲ့မေးခွန်းထုတ်တာရှိတယ်အခုဒီအာယတ်မှာအလ္လာဟ်ရှင်ကဝမာအဒရာကမာလိုင်လာတုလ်ကဒ်စကားပလင်ခံပြီးအလ္လာဟ်ကမေးခွန်းထုတ်လိုက်တာအေးတမန်တော်လိုင်လာတုလ်ကဒ်ဆိုတာဘလို့ညာမျိုးလဲဆိုတာတမန်တော်မင်းသိသလားမှတ်ထားတဲ့လိုင်လာတုလ်ကဒ်ခိုင်ရွန်မင်အလ်ဖ်ရှဟ်လိုင်လာတုလ်ကဒ်ဆိုတာက
လာပေါင်းတစ်ထောင်တဲ့ပို့ပြီးတော့မြတ်တယ်လာပေါင်းတစ်ထောင်တဲ့ပို့ပြီးတော့မြတ်တယ်လာပေါင်းတစ်ထောင်ဆို83နှစ်နဲ့4လ83နှစ်နဲ့4လ83နှစ်80ပဲထားလိုက်ဦးခင်ဗျာလူတယောက်ရဲ့တက်တန်အွမ်မတ်မုဟမ္မဒီယာအသက်80ဒီကျမ်းမာမာနဲ့အီဘာဒတ်လုပ်နိုင်တဲ့ပုံစံမျိုးနဲ့တရားဖို့ဆိုတာရှားမှရှားမယ်အခု80မဟုတ်ဘူး83နဲ့83နဲ့4လဆုံးသေးတယ်အဲ့ဒီ83နဲ့4လထပ်ကိုကောင်းတယ်လိုင်လာတုလ်ကဒ်မဘာရဲညလိုင်လာတုလ်ကဒ်မဘာရဲနှစ်တည်းအားလုံးကိုနှစ်ပေါင်း83နဲ့4လလူတယောက်ကအီဘာဒတ်လုပ်နှစ်ပေါင်း83နှစ်နဲ့4လအီဘာဒတ်လုပ်အဲ့ဒီလိုလုပ်တာထက်ဒီညမှာလုပ်တဲ့အီဘာဒတ်ကပုံမြတ်တယ်အဲ့ဒါကိုပြောတာကျွန်တော်တို့လူသားဆိုတာကကောင်းမှုကုသိုလ်လုပ်တဲ့စိတ်ရှိသလိုအကုသိုလ်လုပ်တဲ့စိတ်လည်းရှိလူဟာလူသားအလျောက်အကုသိုလ်လုပ်နေတယ်လူဟာလူသားအလျောက်ကောင်းမှုကုသိုလ်တွေကိုလွတ်တဲ့အလေးထားရှိတယ်ဒါတော့အဲ့ဒါတွေအားလုံးကိုအဖတ်ဆယ်နိုင်ဖို့အလ္လာဟ်ရှင်ကအထူးဒီနာကိုဟောဒီအွမ်မတ်အတွက်ပြည်တဲ့ရှင်းနေတာမင်တနဇလ်မလာအိကတုဝရူဟူဖီဟာဘီအဇနီရဘ်ဟင်မင်ကုလ်အမလဟောဒီညဘလူညလေတနဇလ်မလာအိကဖရစ်တာရီမြောက်များဘယ်တော့မှမစင်ဘူးအဲ့လောက်များပြတဲ့ဖရစ်တာတွေဟောဒီကမ္ဘာကြီးကိုစင်ဆက်လာနောက်ဝရူဟူဆိုတာရူဟေအမီဟဇရတ်ဂျီဘရီလ်အလိုင်ဆလာတုဝဆလမ်တကယ်ဟဇရတ်ဂျီဘရီလ်ကလည်းပဲဟောဒီညမှာဒီလောကကိုဆင်းလာတကယ်တမ်းကျတော့ဟဇရတ်ဂျီဘရီလ်အလိုင်ဆလာတုဝဆလမ်တကယ်ကိုအလ္လာဟ်ရှိရကဖန်ဆင်းထားတာကဖရစ်တာတမန်တော်ဖြစ်နေဖန်ဆင်းထားတာဖရစ်တာတမန်တော်ဆိုတာကလူသားတမန်တော်တွေရဲ့စီကိုအလ္လာဟ်ရဲ့ဝဟီပို့ဖို့ဒါကဖရစ်တာအဖြစ်နဲ့တမန်တော်အဖြစ်နဲ့အလ္လာဟ်ရှိရကဟဇရတ်ဂျီဘရာအီလ်ကိုဖန်ဆင်းတာတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်ဝဆလမ်တခင်ဝဖတ်ဖြစ်ပြီးတဲ့နောက်ဟောဒီဒုနီယာကိုဝဟီလာရမရှိတော့ဘူးတမန်တော်မရှိပြီးတဲ့နောက်ဝဟီလာဖို့မရှိတော့ဘူးဝဟီလာဖို့မရှိတော့တဲ့အတွက်မာလာကေဝဟယဝဟီကိုသေဆောင်လာရတဲ့ဖရစ်တာကလည်းပဲဒုနီယာကိုလာရမရှိတော့ဘူးသူ့လို့ပြီးသွားတာသို့တော့အလ္လာဟ်ရှိတဲ့ကဒီညမှာဟောဟဇရတ်ဂျီဘရာအီလ်အလိုင်ဆလာတုဝဆလမ်တခင်ကိုဦးဆောင်ပေးပြီးတော့စစ်ဒရာတုလ်မွန်တဟာမှာရှိနေတဲ့ဖရစ်တာပေါင်း9000ရီဝါယတ်တစ်ခုအဲ့ဒါတတ်ဟဇရတ်ဂျီဘရာအီလ်နဲ့ကဘာရဲကဘာလောကကိုဖဲ့လေပြီးတော့အလ္လာဟ်ရှင်ရဲ့အမိန့်တော်နဲ့မင်းကုလ်အမရအလ္လာဟ်တတ်မှတ်ထားတဲ့အမရတက္ဘီရ်တစ်ခုတိုင်းကိုယူလာမယ်ဘယ်အစ်နေရဘယ်အလ္လာဟ်ရဲ့အမိန့်တော်နဲ့ဟဇရတ်ဂျီဘရာအီလ်နဲ့ဖရစ်တာပေါင်း9000ကဟာဒီကဘာကိုဆဲဟာဒီညာတခြားသောဖရစ်တာတွေကလည်းပဲလက်လာတယ်အီဘာဒတ်လုပ်နေတယ်သူတွေဒီကာလာပြီးတော့ဘာလုပ်နေတာလဲကောင်းကင်မှာရှိနေတဲ့ဖရစ်တာတွေနော်ဒုနီယာမှာရောင်များသောဖရစ်တာတွေရှိတယ်ဒုနီယာမှာလည်းရှိတယ်အလ္လာဟ်ကဒုနီယာမှာလည်းဖရစ်တာတွေပို့ထားတာရှိတယ်မာလိုက်အာလာလို့ခေါ်တဲ့ကောင်းကင်ကဘာမှာစံမြန်းနေတဲ့ဖရစ်တာအဲ့ဒီဖရစ်တာပေါင်းမြောက်များစွာကိုဟောဒီညမှာအလ္လာဟ်ကစေလွတ်တယ်သွားတာသူတို့လောကမှာလို့ istighfar လုပ်ခိုင်းတယ်ဟောဒီလောကမှာရှိနေတဲ့အီမန်ရှင်တွေကိုအလ္လာဟ်ရှင်ကမဂ်ဖီရတ်လုပ်ပြီးတော့မူပါဆိုပြီးတော့သူကလဲပြီးတော့တောင်းနောက်ဟဇရတ်ဂျီဘရာအီလ်နဲ့ဖရစ်တာတွေကအလ္လာဟ်ရှင်ရဲ့တသစ်တွေကိုတတ်မှတ်ထားတဲ့တနည်းတာမှာတတ်မှတ်ထားတဲ့အရာတွေကိုယူပြီးတော့ဒကမာလုံးကိုလဲတယ်သူတို့ကလည်းပဲ istighfar လုပ်ပြီးတယ်
တကယ်တမ်းကြတော့အခုပြောနေတာက istighfar လုပ်ပေးဖို့အတွက်ကောင်းငင်မှာလည်းပဲလုပ်ပေးနေလို့ရတာပဲ istighfar လုပ်ပေးဖို့အတွက်နောက်ပြီးတော့သက်သေတွေကိုယူလာပြီးတော့ကြတော့လှည့်ပြီးတော့ကြတော့ကြည့်ဖို့အတွက် istighfar လုပ်ပေးဖို့အတွက်ဟောဒီဒုနီယာကိုအလ္လာဟ်ကဖရစ်ဟာဇရတ်ဂျိဘရာအီလ်နဲ့ဖရစ်တာတွေကိုစေလွတ်တာလားဟာဇရတ်မောလာနာဆွာဟစ်ဇာဒါတွာရစ်မဟမူဒ်ပါကစ္စတန်ကပညာရှင်ကြီးကမဟုတ်ပါဘူးဟာဇရတ်ဂျိဘရာအီလ်နဲ့ဖရစ်တာတွေကိုဟောဒီလိုင်လာတုလ်ကဒ်မှာစေလွတ်တဲ့အဓိကမဆတ်ကျန်တဲ့ဖရစ်တာတွေကိုဒီညမှာစေလွတ်တဲ့အဓိကမဆတ်ကပါလေအဲ့ဒီမဆတ်ကိုသိဖို့အတွက်တခလီကေအာဒမ်ကိုပြန်ပြီးတော့ပြောဖို့လိုလာတာအလ္လာဟ်ရှင်ကဟာဇရာအာဒမ်အလိုင်ဆလာတုဝဆလမ်ကိုဖန်ဆင်းတယ်ဖန်ဆင်းပြီးတဲ့နောက်ဟောဒီကဘာနေရဲ့မဟာကုသရေဖြစ်တဲ့အလ္လာဟ်ရှင်ကခံအဲ့ဒီလိုခံအမယ်လို့ဆုံးဖြတ်တဲ့ချပြီးတော့ဖရစ်တာတွေကိုအသိပေးတဲ့ကမှာဟာအိုးရှင်ကျွန်တော်တို့ကအရှင်းကိုသက်စီလုပ်နေတဲ့သူတွေတာဟာမက်လုပ်နေတဲ့သူတွေအရှင်းကိုစက္ကမလအီဘာဒတ်လုပ်နေတဲ့သူတွေလူသားဆိုတာကတစ်ချိန်ကကဘာမှာနေခဲ့တဲ့ဂျင်းတွေကဲ့သို့တွေးကြောက်သိအောင်လုပ်နိုင်တယ်တွေးကြောက်သိအောင်လုပ်ကြအဲ့ဒီသူတွေကိုလူသားမျိုးနဲ့ကိုလောကကိုအရှင်းရဲ့ကလီဖာဖြစ်နေကျွန်တော်တို့ကိုမစေလို့ပဲနဲ့အချက်စေလို့မှလားဒီကိစ္စရဲ့မှာအရှိရဲ့ဟစ်မတ်ကိုကျွန်တော်မျိုးတို့ညာလမ်းမမိနိုင်ဘူးဆိုရတတ်တာမဟုတ်ဘူးမမိဘူးဆိုတာကိုရှောက်တာအဲ့ဒီမှာအလ္လာဟ်ရှင်ကအာဒမ်အလိုင်ဆလာတုဝဆလမ်တကယ်ကိုကဘာလောကနဲ့ပတ်သက်ပြီးတော့သိသိရတဲ့အသည့်တွေအားလုံးပေးလိုက်တယ်အသည့်တွေအားလုံးပေးပြီးတော့ခရစ်ယာန်ရဲ့ရှေ့မှာပြလိုက်တယ်အဲ့ဒီမှာပရိသတ်ရဟာအီဘာဒတ်လုံးယုံတက်တက်နဲ့ကမ္ဘာလောကကိုအုပ်ချုပ်နိုင်တဲ့အလ္လာဟ်ရဲ့ကိုယ်စားလှယ်အဖြစ်အုပ်ချုပ်နိုင်တဲ့အရင်ဖြစ်မရှိအေလင်နဲ့ရှိမှလောကအကြောင်းကိုသိတယ်အသိမျိုးရှိမှငါတို့ကလောကအကြောင်းကိုမှမသိတာငါတို့ဘယ်နဲ့လို့သွားအုပ်ချုပ်နိုင်ပါလဲ။အော်လူသားကိုအလ္လာဟ်ရှင်မြတ်ကမိမိရဲ့ကလီဖာဖြစ်တဲ့စေလွတ်တာကလောကရဲ့လျှို့ဝှက်ချက်တွေကိုသိတယ်ဆိုရင်သူတို့ကိုအလ္လာဟ်ထည့်ပေးထားတဲ့အတွက်သူတို့ကအုပ်ချုပ်နိုင်တာပါလားအဲ့ဒီတော့ဆုဘဟာနကလာအလ်မလနာအီလာမာအလမ်တနာဆိုတဲ့အမားဝန်ခံမှုကိုပရိသတ်တွေကအမားဝန်ခံပြီးတော့အလ္လာဟ်ရှင်ရဲ့တက်ဘစ်လုပ်ပြီးတော့အလ္လာဟ်ကအမိန့်ပေးတယ်အဲ့ဒီလောကကိုဥဆောင်မဲ့ဒီလောကရဲ့အရေးကိစ္စတွေကိုသိတဲ့ဟာဇရတ်အာဒမ်ကိုမင်းတို့ကာရဝါပြကြအဲ့ဒီမှာကိုဝင်ပြီးတော့ကာရဝါပြတယ်ဒါပေမဲ့အဲ့ဒီအုပ်စုထဲမှာပါနေတဲ့ပရိသတ်မဟုတ်ဘူးဂျင်မျိုးတွေဖြစ်တဲ့ရှိုက်ကွန်အဲ့ဒီရှိုက်ကွန်ကစဉ်းစားမလို့အဲ့ဒီမှာအလ္လာဟ်ရှင်ကရှိုက်ကွန်ကိုမာဒုတ်အကျင့်နဲ့တတ်မှလိုက်ပရိသတ်တွေကိုအလ္လာဟ်ရှင်ကမိမိရဲ့မတ်ဘူလ်အကျင့်နဲ့ဆက်ပြီးထားတယ်အဲ့ဒီတော့လောကကိုရောက်တာခုနကတော့တမန်တော်အာဒမ်ကိုမဟာကိုယ်စတဲ့အဖြစ်နဲ့စေလွတ်မယ်လို့အလ္လာဟ်ကမိန့်တဲ့အခါမှာလူတွေကသွေးကြောင်းစီအောင်လုပ်ကြမယ်တိုက်ကြမယ်ခိုက်ကြမယ်ဒရုံးကြိုက်လုပ်ကြမယ်မနေမထဖြစ်အောင်လုပ်ကြမယ်ဒီကြောင့်လေကိုခရစ်ယာန်တွေကပြောခဲ့တယ်အဲ့ဒါကိုလက်တွေ့ကြသိစေဖို့သိမင်းတို့ဒီအဘာဒတ်လောက်တာမဟုတ်ဘူးဒီနေ့ညသွားတာကြငါဖန်ဆင်းထားတဲ့မဟာကိုယ်တည်းဖြစ်တဲ့ဖန်ဆင်းထားတဲ့ခလီဖာတွေလူသားတွေကငါရဲ့အမိန့်ကိုဒုနီယာမှာဘလို့နာခံနေကြတယ်တချို့ကနမတ်မှာရှိနေတယ်တချို့ကသကင်မှာရှိနေတယ်တချို့ကသေလာဝတ်မှာရှိနေတယ်တချို့ကဒိုအာမှာရှိနေတယ်ဒီမြေခွင်းတွေကိုမြဝါထင်တဲ့နှစ်စင်မြေခိုင်းဖို့ရဆိုအလ္လာဟ်ကနှစ်တိုင်းချိန်လို့လို့ဟာဇရတ်မောလာနာတွာဟီဇာဒါတွာဟီမဟမုဒ်ကေနာရှင်းပြတာဒီညဆလာမွန်ဟီယာဟတ်တာမတလာအလ်ဖဂျ်နေဝင်တဲ့အချိန်ကနေပြီးတော့ကြတော့ဟိုအာ
အာယုတက်ချိန်ဒီအကုန်လုံးတကယ်လို့ဆလာမတ်တိုင်းတယ်တကဘာလို့ဆလာမတ်နဲ့ရှိနေတော့အဲ့ဒီလိုဆလာမတ်နဲ့ရှိနေတဲ့ညတနည်းလိုင်လာတုလ်ကဒ်အဲ့ဒီလိုင်လာတုလ်ကဒ်နဲ့ကျုံးလာရတယ်ဆိုရင်ကိုတော့ကျမတို့ဘာသူဟာတောင်းရမလဲလို့ဟာဇရတ်အာအိရှာတခင်မကRasulullah sallallahu alaihi wasallam တခင်ကိုရှောက်တော့ Rasulullah sallallahu alaihi wasallam တခင်ကသူဟာတပုတ်သင်ပေးသွားတယ် Allahumma innaka afuwwun karimun tuhibbul afwa fa'fu anni တချို့တွေဝါရတဲ့မှာကရီမမပါဘူးဘုခါရီရဲ့တွေဝါရမှာကရီမပါဆိုတော့ဒီတော့ကိုတညာလုံးအဲ့လိုက်လာကိုကတသက်တော့တယ်ကိုဒီတော့အတိုင်းနဲ့တောင်းဒီတော့ရဲ့အတိတ်တွေက Allahumma အိုအလ္လာဟ်ရှင်မြတ် innaka မုတ်ချဧကအရှင်မြတ်အဖူဝန်ကဖီရုလ်အဖအလောအလောပါလာခွန်လို့ပြီးတော်မူသောအရှင်ဖြစ်တယ်မြောက်မြောက်များများခွန်လို့ပါလာပြီးတော်မူသောအရှင်ဖြစ်တယ်ကျွန်တော်တို့အလ္လာဟ်ရှင်မြတ်ကမိမိရဲ့ဘာသာတွေနဲ့ပတ်သက်ပြီးတော့အလုံးတစ်ခုလုပ်တယ်နံပါတ်1ကမဂ်ဖီရတ်နောက်တစ်ခုကကြတော့အဖဝဲနောက်တစ်ခုကကြတော့အဖဝဲပထမတစ်ခုကမဂ်ဖီရာရဲ့မူရင်းအဓိပ္ပာယ်ကဖုံးအုပ်ပေးတာသူ့ရဲ့ဆိုလိုချက်ကလွန်ငြိမ်းချမ်းသာခွင့်ပေးလိုက်မဂ်ဖီရာဆိုတာကဖုံးအုပ်ပြီးတော့ကြတော့လွန်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာကိုမဂ်ဖီရာလို့ခေါ်တယ်ကျွန်တော်တို့အခုနိုင်ငံကောင်းဆောင်တယောက်တက်လာတယ်ထောင်ထဲကျနေတဲ့သူတွေကိုလူချင်းချမ်းသာကိုပေးလိုက်ဒါပေမဲ့သူတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုတော့မှတ်တမ်းလေးကနေထောက်မပြတ်မှတ်တမ်းထဲမှာဆက်ပြီးတော့မှတ်တမ်းတင်ထားတာဘယ်သူကဘယ်လေးကဘယ်ပြစ်မှုကျူးလွန်ခဲ့တယ်ဆက်မပြတ်ဘူးအဲ့တော့မပြေရဘူးပေါ့ကျွန်တော်တို့လုပ်ထားတဲ့အာသုတို့တွေရှိတယ်အဲ့ဒီအာသုတို့တွေကိုမှတ်တမ်းကနေနာမအာမလို့ခေါ်တဲ့မှတ်တမ်းအဲ့ဒီမှတ်တမ်းကနေဖြတ်မပြတ်ပဲနဲ့အလ္လာဟ်ရှင်ကဖုံးပြီးတော့ချမ်းသာပတ်လက်ပေးလိုက်တာလူငင်းချမ်းသာကိုပေးလိုက်တာကိုမဂ်ဖီရတ်လို့ခေါ်အဖဝဲဆိုတာကကြတော့မှတ်တမ်းကနေပါအဲ့ဒီကိုနာကိုဖြောက်လိုက်တော့အခုဝတ်အိုးရှင်အရှင်မြတ်ဟာအခုဝတ်မှတ်တမ်းကနေပါကျွန်တော်တို့တွေကျူးလွန်ထားတဲ့အာဟုတို့တွေကိုမြောက်မြောက်များများပတ်လက်ပေးနိုင်တော်မူသောရှင်ဖြစ်တယ်ကရီမွန်လောက်ခုအရှင်မြတ်ဟာကရီမလည်းဖြစ်ပါကရီမဆိုတာပါတော့ الذي يتفضل علينا بدون الاستهتار والمنة မထိုက်တန်မဲနဲ့ကျွန်တော်တို့တွေရဲ့အပေါ်မှာရဲရဲရောရောပေးကမ်းတော်မူသောအရှင် الذي يتفضل علينا فوق ما نتمنى به ကျွန်တော်တို့မှန်းထားတာတဲ့ပို့ပြီးပေးတော်မူသောအရှင်ကိုကရီမလို့ခေါ်တယ်အလုံးဖွင့်လို့တော်မူသောအရှင်ဖြစ်တယ်ကျွန်တော်တို့မှန်းထားတာတဲ့ကျွန်တော်တို့ကိုပို့ပြီးတော့ပေးနိုင်တော်မူသောအရှင်ဖြစ်တယ်Tuhibul afwa ပြီးတော့အရှင်မြတ်ကအဖဝဲသာဝရခွန်းလို့ချမ်းသာပေးရတာကိုလည်းအရှင်ကသဘောကျတယ်ဒါကြောင့်ဖာကိုအန်ဒီအိုရှင်ကျွန်တော်မျိုးတို့တွေကိုခွန်းလို့ပေးပါကျွန်တော်မျိုးတို့ရဲ့သက်တမ်းမှာကျူးလွန်ခဲ့တဲ့အာဟုတို့အဲ့ဒီအာဟုတို့တွေကိုဖုံးဖို့ပေးရုံနဲ့မဟုတ်ဘူးနာမလ်အာမလ်ကနေမှာကျွန်တော်တို့ရဲ့အာဟုတို့တွေကိုဖြည့်ဖြတ်ပေးတော်မူပါပတ်လက်ပေးတော်မူပါဖြောင်းဖြတ်ပေးတော်မူပါလို့အတိတ်ပဲလာတဲ့သူကအေးအိုင်ရှာညစ်တော်ဆိုပြီးတော့ရဆူလုလာဆလ္လာလာဟူအလိုင်ဝါဆလမ်အရှင်ကအမိန့်ရှိသွားတယ်ဒီညကိုလိုင်လာတုလ်ကဒ်ရဲ့ညလို့ပညာရှင်များကယူဆထားကြတဲ့29ရက်နေ့ညအခုအလာမတ်ကလည်းတော်တော်ထူးခြားတယ်ညနေမှာဘိုးလေးတွေအုံးလာတာခင်ဗျာဟုတ်တော့သူအလာမတ်တွေဆရာကြီးတွေပြောတာအဲ့တော့အင်ရှောအလ္လာလိုင်လာတုလ်ကဒ်ညဖြစ်ဖို့များပါတယ်ဒါကြောင့်ဒီညမှာဒီလိုဟာကိုကိုယ်တိုင်နဲ့ဖတ်ကြပါကိုယ့်ရဲ့မိသားစုကိုလည်းဖတ်ခိုင်းကြပါအားလုံးဖတ်ခိုင်းကြမယ်ပေါ့15မိနစ်လောက်လို့ကြည့်ရတာဘယ်လောက်ကြာပါကဲအစီအစဉ်ကတော့ဒီလောက်ပါပဲเนาะ